မင်္ဂလာပါရှင်ဒီနေ့အိမ်မှာအလွယ်တကူဘာဘီကျူတစ်တောင်မှကြော်စားတဲ့နည်းလေးကိုမျှဝေပေးပါမယ်ရှင်အရင်ဆုံးရေစီးတက်ဆင်ထားတဲ့တစ်တောင်မှအလက်ပိုင်းလေးတွေကိုအရသာနဲ့ပေးပါမယ်ငှက်ပြားကြီးအကြီးသမင်းစားစောတစ်စောလောက်ထပ်ပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်ခင်းစီကိုသမင်းစားစောတစ်စောစာထပ်ပေးပါမယ်ရှင်စားလေးနည်းနည်းထပ်လိုက်ပါမယ်ချုံမုံလေးနည်းနည်းထပ်ပါမယ်ရှင်ပြီးလို့ရှိရင်တခြားလေးသမင်းစားစောတစ်ဝက်လောက်ထပ်ပေးရပါမယ်ရှင်ပြီးလို့ရှိရင်ငရုတ်သီးအစိမ်းမုတ်သမင်းစားစောတစ်ဝက်လောက်ထပ်ပေးလိုက်ပါမယ်ရှင်စက်မကြိုက်လို့ရှိရင်တော့ငရုတ်သီးမထည့်ဘဲနဲ့ရပါတယ်နော်ငရုတ်ကောင်းမုတ်နည်းနည်းကိုပါထပ်ပေးပါမယ်ပြီးလို့ရှိရင်တော့အရသာလေးတွေကိုနှောက်ဝအောင်ရတာသားတဲ့ဝင်ဝအောင်လေးတေချာနေပေးပါမယ်ရှင်အခုလိုမျိုးနေပေးပြီးလို့ရှိရင်တော့အသားတဲကိုအရသာလေးဝင်ဝအောင်လို့ငါယူဝက်ခက်နှပ်ပေးပါမယ်ရှင်ငါယူဝက်ပြည့်သွားလို့ရှိရင်တော့စပြီးတော့ကြော်ချက်ပါမယ်ဒဲဥပူတဲကိုစီလေးနည်းနည်းထပ်လိုက်ပါတယ်ပြီးလို့ရှိရင်ကြက်တော်မှန်လေးတွေကိုတစ်ချောင်းချင်းစီစီပြီးထပ်ပြီးလို့ရှိရင်ကြော်ပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့အသားအပင်းတွေကိုကြော်အောင်လို့ဖုံးလေးအုပ်ပြီးတော့ကြော်ပေးပါမယ်ရှင်ခဏလေးကြာလို့တစ်ဖက်ကို9မိနစ်လောက်ကြော်ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုလှန်ပေးပါမယ်တခြားတစ်ဖက်ကိုလှန်ပေးပြီးလို့ရှိရင်လည်းနောက်ထပ်9မိနစ်လောက်ထပ်ပြီးတော့ကြော်ပေးပါမယ်ရှင်ချက်တောင်ပံလေးတွေကိုအသားတဲ့ပင်းတဲ့ကြောက်ကြော်ပေးပြီးလို့ရှိရင်တော့အပေါ်ရံလေးတွေဟာဘာဘီကျူအရောင်မီညိုရောင်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ထားပေးလိုက်ပါမယ်စလုံးလေးတစ်ခုတည်းထည့်ထားပေးပါမယ်ရှင်ပြီးလို့ရှိရင်တော့ sauce လေးထပ်ပြီးကြိုဖို့အတွက်ဒဲဥပူဒဲကိုစီလေးနည်းနည်းနဲ့ချက်တော့ပြူချင်းထောင်းထားတော့ထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်ချက်တော့ပြူချင်းထောင်းထားတာလေးစီတက်တဲ့အချိန်မှာရွှေရောင်လေးရလာပြီဆိုလို့ရှိရင်တော့ရေလေးနည်းနည်းထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ခရူးစီကိုသမင်းစားစောတစ်ဝက်လောက်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်ပဲငယ်ပြားကြီးအကြီးသမင်းစားစောတစ်စောလောက်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တကြားလေးနည်းနည်းကိုပါထပ်ပေးပါမယ်နည်းနည်းလေးမှုပေးပြီး sauce လေးဆူလာပြီဆိုလို့ရှိရင်တော့ပုပ်ပုဆူလာတဲ့ sauce တွေထဲကိုထည့်ထားတဲ့ကြက်တောင်မှန်ကြော်လေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်အခုဆိုရင်သားထဲကို sauce ရေလေးတွေဝင်ပြီးတော့ရေလေးနည်းနည်းခမ်းသွားပြီး sauce ရေလေးနည်းနည်းကျန်လို့ရှိရင်တော့ဘာဘီကျူကြက်တောင်မှန်ကြော်လေးဟာစားလို့အခေါက်ဆုံးအနေထားကိုရသွားပါပြီရှင်အလောင်းစင်းအနက်ရတာနဲ့ပြည့်စုံတဲ့ဘာဘီကျူကြက်တောင်မှန်ကြော်နည်းလေးကိုမျှဝေပေးပါတယ်အိမ်မှာကြော်စားကြည့်ဖို့တိုက်တော့ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ် like and subscribe follow လေးလုပ်ဖို့မမေ့ပါနဲ့နော်ကျွန်မချမ်းသာဘေးရန်ကင်းကွာပြီးလိုရဆန္ဒများပြေဝကြပါစေရှင်